โอเคအားလုံးပဲမင်္ဂလာပါခရစ်တဲ့လိုက်ကနေပြန်နေမှာကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့အားငါးမှာအရန်အောင်မှာနာမည်ကြီးတဲ့ဒီချက်များတယ်ပေါ့နော်ဒီနေရာတစ်ခုကိုခေါ်သွားပါမယ်အဲ့ဒါတော့ကျွန်တော်တို့တဘာဝအတိုင်းတူတူဆန်းဆန်းပြလုံးနေတဲ့ရေပြိုင်ပဲဖြစ်ပါတယ်ဒီရေပြိုင်ရဲ့အထူးခြားချက်ကတော့ရေကအမြဲကြည်လင်နေပြီးတော့အပြန်အောင်တောက်လေးတောက်နေတာပဲဖြစ်ပါတယ်ဒါကကြတော့သူကမြေရောက်ထဲကထုံးကြောက်တွေကြားကနေတဘာဝတိုင်းစိတ်ထွက်လာတဲ့ရေတွေကြောက်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရေအိုင်ထဲမှာသဲတွေဒီတရက်တွေကြာနေတော့မှရေကအမြဲတမ်းပြန်လွန်းနေတာတော့တကယ်ကိုကောင်းပါတယ်ပေါ့နော်ဒီရေပြန်ကိုသွားတဲ့လမ်းကတော့ကျွန်တော်တို့အကွေ့ကောက်တော်လေးကိုများပါတယ်ဒါပေမဲ့ကျွန်တော်တို့ဆိုင်ကယ်စီးသမားတွေကတော့တကယ်ကိုစိန်ခုံမှုစီပြီးမောင်းလို့အကောင်းဆုံးလမ်းမျိုးပေါ့နော်ကျွန်တော်လမ်းဘေးဝဲမှာဆိုရင်လည်းကျွန်တော်တောင်တန်းစုခွင့်တွေကတကယ်ကိုစိတ်ကြည်နက်စရာတစ်ခုကိုပေးတယ်ဆိုင်ကယ်စီးရတာလည်းတကယ်ကိုမှမိုက်တယ်ပေါ့နော်ပြီးလို့ဆိုရင်တောင်တန်းလေးတွေကြည်နေစီးရတဲ့ feeling ကြီးကတော်တော်ကြီးမှမိုက်တယ်လို့ပြောလို့ရပါတယ်ဒါအခုလောဆယ်တော့ကျွန်တော်ရေကန်ကိုမရောက်သေးဘူးပေါ့နော်ကျွန်တော်ပေါ့ကတ်ကနေပြီးတော့ဒီရေကန်ကိုသွားလာရှိပါတယ်အခုကတော့ကျွန်တော်သွားနေတော့ပေါ့နော်ပြီးလို့ဆိုရင်ဟိုရောက်လို့ဆိုရင်ဒီရေကန်ကြီးကဘယ်လောက်လှလဲဘယ်လောက်ထိတပုံရိုက်ရဲကောင်းမလဲဘယ်လောက်ထိလေးလာစရာတွေများမလဲဆိုတော့ကျွန်တော်ပြပြမယ်ပြီးလို့ဆိုရင်ဒီရေကန်ရဲ့အကြောင်းကိုလည်းကျွန်တော်သိတဲ့တော့ကျွန်တော်လေးလံထားတော့လေကျွန်တော်ပြန်ပြီးတော့မှပြောပြပြမှာဖြစ်ပါတယ်โอเคအဲ့ဆိုရင်တော့ကျွန်တော်ရေကန်ကြီးစီးတဲ့ညအောင်ကျွန်တော်ထပ်ပြီးတော့သွားလိုက်ရအောင်ပေါ့နော်ရေပြအိုင်နဲ့ဝင်တော့မှဆိုရင်အခုလိုမျိုးသူကလမ်းမှာလဲဆိုင်းဘုတ်လေးပြထားတာပေါ့နော်ဒီဆိုင်းဘုတ်ပြထားတဲ့အတိုင်းကျွန်တော်လမ်းလေးတဲ့အတိုင်းဝင်သွားပါအထဲရောက်လို့ဆိုရင်လည်းအထဲမှာသူကဒီလမ်းညွန်ဆိုင်းဘုတ်လေးထပ်ပြီးတော့မှပြထားပေးရပေါ့နော်ကျွန်တော်လမ်းလေးမမှားရအောင်ကျွန်တော်တို့အဲ့ဆိုင်းဘုတ်ဒီလမ်းညွန်လေးကိုကြည့်ပြီးတော့ကျွန်တော်တို့ဝင်သွားလို့ရတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်အစစ်ဆိုရင်ကျွန်တော်ရေပြအိုင်ကိုရောက်တော့ပေါ့နော်ကျွန်တော်ရေပြအိုင်ရောက်ခင်မှာဆိုရင်အခုလိုမျိုးတောင်တန်းကြီးတွေနဲ့မြင်နေရတာကြီးကတော်တော်ကြီးကိုမှလှပြီးတော့တော်တော်ကြီးကိုမှစိတ်ကြည်နှက်စရာပေးနိုင်တဲ့ရေပြိုင်လို့ပြောရပါတော့ဒါအစစ်အနေနဲ့ထပ်သွားပြီးဆိုရင်တော့ကျွန်တော်တို့ရေပြိုင်စနစ်နေအောင်ကျွန်တော်တို့ရောက်ပါပြီโอเคအခုဆိုရင်တော့တော်တော်ရေပြိုင်ရောက်ပြီပေါ့နော်ဒီမှာကျွန်တော်ရဲ့ခီးတော့ပေါ့ရပေါ့နော်ဆိုတော့ကျွန်တော်တို့ရေပြိုင်ကိုထက်ကိုကျွန်တော်တို့ဝင်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ပြီးလို့ဆိုရင်ဒီရေပြိုင်အကြောင်းလေးကိုလည်းကျွန်တော်ပြောပြရမှာနော်ကျွန်တော်သိသလားကျွန်တော်ထင်မှကြည့်ပါနော်ဆိုရင်တော့နေရပါပြီဒီကတော့တဘာဝအတိုင်းကိုဖြစ်နေတဲ့အခြေပြအိုင်းပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော်ထင်းစုတော်တွေနဲ့တပုံရိုက်ဘူးဆိုရင်အရင်ကမှလှတာပေါ့နော်ပြစင်တော့ပြီးတော့ဒီမှာကသူတတိပေစာလေးတွေစီတယ်ပေါ့နော်ဒီရေပြန်တော့တိတ်မပေးကပ်ပါဘူးပြုတ်ကြမှာဆိုလို့ပေါ့နော်ပြီးတော့ရေကလည်းတအားနစ်ပါတယ်ပြီးကျွန်တော်နီးကန်ရိုက်ပြရမှာနော်ရေပြအောင်ပြီးတော့စင်သူဒီမှာရေချောင်းပြုတ်ကြတာတော့ဖြစ်လို့စင်နေတက်ကဲအင်းလေးတွေထားပြီးတော့နော်ရေချောင်းဖြစ်လို့စင်ပြုတ်ကြမှာနော်မစင်ဘူးလားဒီကလည်းခဏဖုန်းအဲ့ဒီထည့်ရတယ်ပါလားပြုတ်ကြတယ်နေတော့ကျွတ်နေပါဒါကနိကပြပြမှာလားဒီပြအဲ့တကယ်တော့ဒီနေရာကကြတော့အရင်တော့ကကြတော့ဗောနော်သူကခဲမဖြူတွေတူဖို့တယ်လောက်ွက်အောင်ကြီးတစ်ခုပါအဲ့ခဲမဖြူလုပ်ငန်းတွေရက်နာသွားပြီးတဲ့နောက်မှာတော့ဒီတိုင်းလူတွေကစွတ်ပစ်ခဲ့လိုက်ကြတာဗောနော်
အားတိုင်းပဲအစ်ပစ်ထားတဲ့အရာကိုပဲကျွန်တော်အဟောကိုကောင်းလို့အောင်ဒီကျွန်တော်တို့တဘာဝတရားကြီးကပဲပြန်နေပြုပြင်အသားဆင်ပေးလိုက်တဲ့ကြောင့်အခုလိုမျိုးမယုံနိုင်လောက်အောင်လှပတဲ့ရေကန်ပြာကြီးအဖြစ်ကိုသူကပြန်လဲမွေးဖွားလာတာဖြစ်တယ်ပေါ့နော်ဒီရေကန်ကိုစာပွေတွေ့ရှိခဲ့တာကြတော့ကျွန်တော်လွန်ခဲ့တဲ့2020ခုနှစ်ကိုဗစ်ကာလအတွင်းမှာပေါ့နော်ကျွန်တော်ကိုဗစ်ဖြစ်တော့နိုင်ငံသားခီးတဲ့တွေမလာရောက်နိုင်တာကြောင့်ကျွန်တော်ဒေသခံတွေကနေပြီးတော့နေရာတိတိလိုက်လံစာပွေနေနေမှာဒီပြအလေးကိုတွေ့ရှိခဲ့ကြတာပေါ့နော်ဒီလိုမျိုးရင်သက်စုမှုဖွဲ့အလှတရားတွေရောက်လေအခုဆိုတော်တော်လေးကိုမှနာမည်ကြီးခဲ့တာပါပဲဖြစ်ပါတယ်ဆိုတော့တော်တော်ကြီးကိုမှလာတယ်ပေါ့နော်ဒီစီကပြအိုင်းရပြီးတော့အေးလေးအေးစိတယ်တပုံရိုက်တယ်ပါတယ်ဆိုရင်တော်တော်ကြီးကိုမှလာတဲ့စီကပြပဲဖြစ်တယ်ပေါ့နော်ဒီနေရာမှာကျတော့ကျွန်တော်ရေကူးဟိုအထက်ကိုလှတရားကြည့်ဖို့နဲ့တပုံရိုက်ဖို့အတွက်ပို့ပြီးတင်းတော်တယ်ပေါ့နော်ဒါကြောင့်မို့လို့သူတို့စာလေးတတိပိစာလေးတွေကတ်ထားပါပေါ့နော်ဒီပြအိမ်နဲ့လိုက်ဖက်နေတဲ့စုခင်းတောင်တန်းကြီးတွေဒီနေရာကတော့အသက်ပဲပေါ့နော်စီပြအိမ်ကိုနောက်ကန်တင်မကပဲနဲ့ကျွန်တော်ထင်းစုတောတန်းနေမှာလေတက်ပုံလိုက်ရန်လိုက်ရန်တကယ်ကိုရောပါတော့အုပ်ထဲကိုရောက်နေတယ်လို့မျိုးရှယ်မိုက်တဲ့ပုံစံမျိုးရမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တစ်ချက်တည်းနဲ့အလှလိုမျိုးကိုခန်းစားရမှာပါဖန်းကားရောက်ရင်တော့မဖြစ်မနေပေါ့နော်လာခဲ့ဖို့ကျွန်တော်အနေနဲ့တိုက်တူချင်ပါတယ်ဒီနေရာလေးပေါ့နော်တကယ်ကိုလှပပြီးတော့တပုံရိုက်လို့တကယ်ကိုမှရှယ်ကောင်းတဲ့နေရာလေးတစ်ခုဖြစ်တော့ကျွန်တော်ကတော့ညှိုးနေပေါ့နော်ဒီနေရာလေးလာဖို့ကဲဒီကအဲ့ကိုဘယ်လိုမြင်ရလဲဗျာဖန်းကားရောက်ရင်တော့လာတိရှင်းကြလာပေါ့နော်ကဲတော့ခီးသွားတာကနာပါရင်ကျွန်တော်ဒီကိုဆက်ဆိုရကောက်လေးကို follower လေးလုပ်ထားဖို့မြင်နေပါတော့ကျွန်တော်တို့ခီးစီနေပါပြန်တွေ့ကြမယ်ပေါ့နော်ခီးအားလုံးကိုပြုစပါလေကျွန်တော်ကတော့ကိုဆိုင်ပါရိုက်လို့ပြီးပါနော်ဒီနေ့ကတော့လူနည်းနည်းလေးများလိုက်ပါနော်ဒီနေ့နေဆိုနေများပါတယ်ဆိုတော့နေလေးနည်းနည်းပူတယ်ပေါ့နော်ဟောကြောင့်ကျွန်တော်ဗီဒီယိုရိုက်လို့ပြီးပြီဒီပုံလေးရိုက်ပြီးဆိုကျွန်တော်တို့ pocket ကိုပြန်มาတော့မယ်အခုဒါကျွန်တော် pocket ကိုပြန်ဖို့အတွက်ပြင်တော့မှာနော်အဲ့ဒါကျွန်တော် pocket ပြန်ပါပြီ